အားလုံးပဲမင်္ဂလာပါဒီနေ့ဂျပန်မှာအိမ်သုံးပစ္စည်းတွေလိုအပ်နေရင်ဘယ်မှာဝယ်ရမလဲဆိုတဲ့သူတွေအတွက်ဒီနေ့ NEF ကိုခေါ်တော့မှာဖြစ်ပါတယ်ဝင်ချင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးအပင်ဝါသနာပါတဲ့သူအပင်ဆက်ရဝါသနာပါတဲ့သူတွေအတွက်အရန်ကိုချစ်စရာကောင်းတဲ့ပန်းလေးတွေအများကြီးရှိပါတယ်နောက်တစ်ခုဒီဘက်မှာဆိုလို့ရှိရင်မျိုးစေ့ပေါ့နော်မျိုးစေ့တွေကိုလည်းအစုံအလင်ရပါတယ်အဲ့မှာမုံလာဥတွေရောပြီးတော့နန်းပင်တွေကဆက်ရတယ်ပေါ့နော်ပြီးကစုံရွက်တွေလေးရှိပါတယ်ဆိုရင်ဒီဘက်မှာကျန် broccoli ပေါ့နော်သူတို့အကုန်လုံးကလေတာနေအနောက်ထဲမှာဆိုလို့ရှိရင်သူကဘယ်နေ့မှစိုက်လို့ရတယ်ဘယ်နေ့မှရေးသိမ်းလို့ရတယ်ဆိုအကုန်ရေးထားပြီးအရန်အဆင်ပြေပါတယ်ဈေးနှုန်းတွေကလည်း100ကျော်လေးနဲ့ဆိုတော့တကယ်ကိုထွက်ပါတယ်ဂျင်းမဟုတ်ပါဘူးကိုယ်တိုင်စိုက်ပြီးမှပြောတာဖြစ်ပါတယ်ဒီဟာကျတော့ကိုကမြေကြီးမရှိဘူးပေါ့နော်အကုန်မှအိမ်ခန်းတွေမှာမရှိဘူးအဲ့တော့မြေကြီးမရှိတဲ့သူတွေအတွက်တိုက်တီပုံမှာလည်းစိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်မြေကြီးကိုမှအလုတ်ကို300ကျော်လေးပေးရတယ်တချို့ပိုသက်စီရောထည့်ထားပေးရဆိုရင်တော့400ကျော်900အဆဆက်သွားပါတယ်ဆိုတော့တော်တော်လေးကိုအရန်ဘန်ရီဖြစ်ပါတယ်အရန်အဆင်ပြေတော့ပေါ့နော်ဆိုတော့လို့ရှိရင်မြေကြီးမရှိတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေမယ်ထင်ပါတယ်ဆိုတော့ကျမတို့ဆိုလို့ရှိရင်ဒီဟာဝယ်ခဲ့ရပေါ့နော်နောက်တစ်ခုဒီဘက်စီးရာစားချင်းနေရာစားအကုန်ရှိရဲအထက်ရောက်ဝိုင်းဥနဲ့ဆိုင်လို့ရတယ်ပေါ့နော်ဒီကျက်သွန်ကြီးကျက်သွန်ဖြူအာလူကအစားသူတွေအကုန်လုံးထည့်ဆိုင်လို့ရအောင်ဒီ ready made လုပ်ထားပြပါတယ်တော်တော်လေးအရန်အဆင်ပြေပါတယ်သူစင်းနှုန်းကလည်းသူ900 800ဆိုတော့တော်တော်လေးအဆင်ပြေအများကြီးလည်းပါတယ်ပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်တော့ indoor plants ပါ indoor ကကျတော့ဝယ်ချင်စရာကြီးပဲသူလည်းဈေးကအတင်းတင်ပဲပေါ့နော်ဈေးကြီးရဲ့ဆိုရင်ဈေးကြီးอ่ะပေါ့နော်နောက်တစ်ခုကကျတော့ဒီပိုသက်ဈေးမဟုတ်ဘဲနဲ့ဒါအဖြစ်ဈေးပေါ့နော်အာတိုးဈေးလည်းရှိတယ်မြန်မာ over လိုမျိုးပေါ့နော်သူက strawberry ဆီရော blueberry အစားအကုန်ရှိတယ်ချစ်သွန်ဖြူအစားအကုန်ရှိတယ်ဆိုတော့ဘာမှရင်စဉ်းစားနေကြမလို့ပေါ့နော်ဒီတစ်ခုကကျတော့ကျွန်မမျက်နှုတ်တဲ့ခါအရန်သုံးဝင်နေပေါ့နော်ဆိုတော့အဲ့ဒါကမျက်နှုတ်ရင်ထိုင်ပြီးတော့လှိမ့်သွားတယ်ပေါ့ပြီးရင်ရေခါးရအစားရှိတယ်နောက်တစ်ခုကကျတော့ပိုးသက်စီပေါ့နော်ပိုးသက်စီတွေအပြည့်စီတွေလည်းအစုံရှိတယ်အရေးပေါင်းများစွာလည်းရှိရပေါ့နော်ဒီပန်ကားကျတော့ဒီ site view လို့ဆိုရန်သုံးဝင်နေသူက battery နဲ့300ပေါ့နော် power bank 300ရိုးရိုးအင်ဂျီဆိုရင်ဒီလိုမျိုးအင်ဂျီပဲဆိုတော့4000 battery ပါတယ်ဒီပန်ကားပိုင်းအားလုံးပေါင်း9000လေးပါပေးရပါတယ်တော်တော်လေးလည်းအဆင်ပြေတယ်အဲ့ဒါလေးကိုမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးအတွက်အများကြီးကျေးဇူးတင်ပါတယ် NEF ကိုမှဒါမှမကဘူးမီးလုံးတွေရေပိုက်တွေပြီးလို့ရှိရင်တက်သားတွေကိုအိမ်ဆောက်ပစ္စည်းရဲ့အစုံရပါတယ်အဲ့တော့ NEF ကိုသွားချစ်တင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ် bye bye